မင်္ဂလာပါတုတ်တန်ကျန်15အငယ်29ပေါ့နော်ထာဝရဘုရားသည်မတရားသောသူတို့နှင့်ဝေးတော်မူ၏ဖြောင့်မတ်သောသူ၏ပတ္ထနာစကားကိုကားနားထောင်တော်မူ၏ရှင်းပါတယ်မတရားတဲ့သူဆိုတာကဘုရားစကားနားမထောင်တဲ့လူတစ်ချိန်လုံးဘု து ရုပ်မှန်ကောင်းမလဲဘု து စော်ကားရင်ကောင်းမလဲဘု து ဒုက္ခပေးရင်ကောင်းမလဲစဉ်းစားနေတဲ့လူအဲ့ဒါလိုလူကိုမတရားတဲ့လူလို့ခေါ်လို့ရတယ်နော်။အဲဆိုမကောင်းတာပဲလုပ်နေတာရှိတယ်နော်။အိမ်မှာထိုင်နေအိတ်တယ်ပြင်စဉ်းစားတယ်ဘု து ဒုက္ခပေးရင်ကောင်းတယ်ရှိတယ်။အဲ့ဒီလူမျိုးတက်ရှိတယ်နော်။ဒါမဲ့တို့တိထားမှာအဲ့ဒါလိုလူတွေဘက်မှာထာဝရဘုရားမရှိဘူး။ထာဝရဘုရားဒီမတရားသောသူတို့နဲ့ဝေးတော်မူ၏နော်။အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲကိုအဲ့လိုနော်အနံကျင့်ရင်ပူကြရင်ဆူတောင်းပါဆူတောင်းဖះနဲ့ပဲတိုင်ပြောနော်ကိုတော့မစဲနဲ့လက်ညှိုးမထိုးနဲ့နော်တော့မစဲနဲ့ထာဝရဘုရားဆုံးမခိုင်းနော်ဖြောင့်မတ်တော်သူဤပတ္ထနာစကားကိုကနားထောင်တော်မူ၏ပတ္ထနာစကားဆူတောင်းနော်ယေရှုခရစ်တော်ဘုရားယုံကြည်လက်ခံထားတဲ့သားသမီးတွေဆူတောင်းရင်ထာဝရဘုရားနားညောင်းတော်မူတယ်နော်ထာဝရဘုရားတရားစီရင်တတ်တဲ့ထာဝရဘုရားဖြစ်တယ်ဆူတောင်းထာဝရဘုရားစီရင်မယ်နော်ဒါပဲနော်ဟုတ်ပြီဆူတောင်းနော်တရှင်တော်ဝိညာဉ်တော်ဒီဗီဒီယိုကလစ်ကိုကြည့်ရှုတဲ့ညီကိုမောင်နှမအားလုံးကိုတရှင်တော်ဝိညာဉ်တော်မိဖြင့်နေ့တိုင်းတစ်လုံးရှုတော်မူပါရှုတော်မူပါရှုတော်မူပါသခင်ယေရှုခရစ်တော်နာမတော်ဖြင့်ဆူတောင်းကောင်းချီးပေးလိုက်ပြီအာမင်ကျေးဇူးတင်ပါတယ်